လူလောကမှာလူတိုင်းဟာမွေးဖွားလာပြီးတော့မိဘအတွက်မဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲမိဘကိုဒုက္ခပေးတဲ့သားသမီးတွေများတယ်မိဘကိုချမ်းသာဒုက္ခဖြစ်အောင်လုပ်နိုင်တဲ့သားသမီးကနည်းတယ်လို့ပြောအဲ့တော့မိဘကိုဒုက္ခပေးတဲ့သားသမီးဟာဘယ်လိုမှလူတော်လူကောင်းမဖြစ်ဘူးဒါကြောင့်မို့အ ਨੇ ဆုံးမိဘတွေကိုချမ်းသာဒုက္ခရအောင်မိဘတွေအတွက်မွေးဖွားလာတဲ့သားသမီးမျိုးလူတော်လူကောင်းလို့သတ်မှတ်တာပေါ့ဒါကြောင့်မို့ကိုယ့်ကိုလူတော်လူကောင်းဖြစ်ဖို့ရာအတွက်ဘာလို့ကိုဟာမိဘတွေရဲ့အတွက်ဖြစ်ရမိဘတွေချမ်းသာဖို့အတွက်မိဘတွေချမ်းသာဒုက္ခရဖို့အတွက်လှုပ်ဆောင်ပေးရအဲ့ဒီမှာမြတ်စွာဘုရားကသင်္ကာလဝါဒတုတ်